မျိုးသားများပန်းသေးပန်းညိုဖြစ်ခြင်းတုတ်ထွက်နေခြင်းတုတ်လွတ်မြန်ခြင်းတုတ်ကောင်ရီမပြည့်မီခြင်းတုတ်အားနေခြင်းရစ်ဖြူရစ်နီစင်းခြင်းတက်လုံအားမကောင်းခြင်းစိတ်သွားတိုင်းကိုမပါဖြစ်ခြင်းအကျော်အားနေခြင်းတွေအတွက်အမျိုးသားတွေအညာမောင်ယူဘူးလေးစားပေးပါအမျိုးသားတွေလေးလံထိုင်းမိုင်းခြင်းအလုတ်ပင်မန်းခြင်းတွေနဲ့အားတွေဆုံးရှုံးနေတယ်ဆိုရင်တော့ဟောဒီအညာမောင်ယူဘူးလေးကအထောက်ကူပြုပါတယ်အမျိုးသားတွေကလေးရကကဲနေတယ်ဆိုရင်တော့တုတ်ကောင်ရီပြည့်မီအောင်တုတ်ပိုးပွားများအောင်အညာမောင်ယူဘူးလေးကိုစားပေးပါကလေးရလွယ်စီမှာပဲဖြစ်ပါတယ်အမျိုးသမီးများဓမ္မရာထိန်ခြင်းဓမ္မရာမမှန်ခြင်းဓမ္မရာနဲခြင်းနဲ့ဓမ္မရာလာခြင်းနာကျင်ကြိုက်ခဲခြင်းတွေအတွက်ကတော့ဟောဒီကအညာမြေယူဘူးလေးရှိပါတယ်အမျိုးသမီးတွေအဖြူစင်းခြင်းအတွက်လည်းထိရောက်စေပြီးတော့အမျိုးသမီးတွေသွေးဆုံးသွေးဖြတ်ကင်ခြင်းသွေးဆုံးကင်ခြင်းတွေအတွက်လည်းအများကြီးအထောက်အကူပြုပေးပါတယ်အမျိုးသားရောအမျိုးသမီးကိုစားမဝင်အိတ်မပျော်ခြင်းနဲ့ဝမ်းချုပ်ခြင်းဝမ်းမမှန်ခြင်းဝမ်းကြံခြင်းဝမ်းသွားအခက်ခဲခြင်းတွေအတွက်လည်းဟောဒီအညာမြေယူဘူးလေးကအထောက်အကူပြုပေးပါတယ်ရှင်အမျိုးသမီးများတအိမ်တန်းမာခြင်းသွေးသားတန့်စင်ခြင်းပူအပုတ်ကင်းခြင်းကလေးရလွယ်ကူစေတာမို့အညာမြေစားပေးပါရှင်